ခုနှစ်ပွဲဆက်ရှုံးပွဲမရှိစံချိန်ကျိုးပြတ်သွားခဲ့တဲ့စပါအားလုံးပဲမင်္ဂလာပါ MN Football News ကနေကြိုဆိုလိုက်ရပါတယ်နီးပြတ်သောမတ်ဖရန်လက်ထက်မှာနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ9ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့တဲ့စပါအသင်းကတော့တနင်္ဂနွေနေ့ညမှာကစားခဲ့တဲ့ Aston Villa အသင်းနဲ့ပွဲစဉ်မှာရှုံးနေပြီးနောက်ရှုံးပွဲမရှိစံချိန်ပျက်စီးသွားခဲ့ရပါတယ်ဒီပွဲစဉ်မှာစပါအသင်းဘက်ကပွဲစ9မိနစ်မှာတင်ဗန်တန်ကာရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမဲ့ Aston Villa အသင်းဘက်ကိုခြေပဂိုးနဲ့အနိုင်ဂိုးတွေပြန်ပေးခဲ့ရတာပါ Aston Villa အသင်းအတွက်ဂိုးတွေကိုတော့ပွဲချိန်38မိနစ်မှာ Morgan Roger နဲ့ပွဲချိန်89မိနစ်မှာ Bondia တို့ကသွင်းယူပေးခဲ့ကြပါတယ်စပါအသင်းရော Aston Villa အသင်းကပါနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ9ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ကြပေမဲ့စပါအသင်းကရှုံးနေခဲ့တာကြောင့်ရှုံးပွဲမရှိစံချိန်ပျက်စီးခဲ့ရပြီး Aston Villa အသင်းကတော့ပြိုင်ပွဲစုံ10ပွဲဆက်ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ပြီလေဖြစ်ပါတယ်စပါအသင်းဟာဒီပွဲစဉ်မှာ2ဂိုး1ဂိုးနဲ့ရှုံးနေခဲ့တာကြောင့် Premier League အမှတ်ပေးစရာမှာအဆင့်6နေရာမှာသာရပ်တည်နိုင်ခဲ့ပြီး Aston Villa အသင်းကတော့အနိုင်ရခဲ့တဲ့အတွက်အဆင့်10ဖြစ်လာခဲ့ပါတယ်